လောကမှာရှိသမျှအရာဝတ္ထုတွေကိုလူတွေကသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့ထင်နေကြတကယ်တော့လောကမှာရှိသမျှအရာဝတ္ထုသဘာဝတရားတွေဟာပိုင်ရှင်မဲ့တွေတော့ဖြစ်တယ်ပေါ့ထိုပိုင်ရှင်မဲ့ဖြစ်နေတဲ့အရာတွေကိုလူတွေကပိုင်ဆိုင်မှုအတွက်ကြိုးပမ်းနေကြရုံမျှမကပိုင်ဆိုင်တယ်လို့စိတ်ထဲမှာမှတ်ယူထားပြီးထိုပစ္စည်းပေါ်မှာတွေ့တာမှုတွေရှိနေသမျှကလပ်ပါလုံးလောကလူသားတွေလူချင်းတဲ့ချမ်းသာဒုက္ခဘယ်တော့မှမရဘူးမြတ်စွာဘုရားဒီသုဒ္ဓဟောတာဖြစ်တယ်ပိုင်ရှင်မဲ့လို့ဆိုတာလောကလူတွေဟာသမုဒိသစ္စာရှုထောင့်ကနေကြည့်ပြီးတော့ဒီအိမ်ကိုတော့ငါပိုင်တယ်ဒီမြေကိုငါပိုင်တယ်ဒီချမ်းကိုငါပိုင်တယ်ဒီရွှေငွေဘာနာပစ္စည်းတွေကိုငါပိုင်တယ်ဒီသုံးဆောင်ပစ္စည်းတွေကိုငါပိုင်တယ်လို့သတ်မှတ်တာဟာတခဏလေးတာဖြစ်တယ်ပေါ့လူရဲ့ဘဝတတန်းတစ်ခုမကုံဆုံးခင်သို့မဟုတ်ကုံဆုံးသွားတဲ့အချိန်မှာအလုံးဆွန့်လွတ်ခဲ့ရတာဖြစ်တယ်အဲ့တော့ပိုင်ဆိုင်မှုဆိုတာသာဝရလားတခဏလားလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တခဏလေးပိုင်တာကိုအပိုင်လုံးနေကြတာဖြစ်တယ်တခဏလေးပိုင်တဲ့အချိန်ပိုင်းလေးမှလည်းပဲတကယ်ရောပိုင်တာဟုတ်ကဲ့လားလို့စစ်ဆေးကြည့်လိုက်တဲ့အခါဆိုင်သာဆိုင်နေမပိုင်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်နဲ့တော့သက်ဆိုင်မှုတော့ရှိတယ်ဒါပေမဲ့ကိုပိုင်သလားလို့ဆိုပိုင်ကြဘူးဒါကြောင့်မို့လို့လောကမှာရှိသမျှအရာတွေကိုသဘာဝသစ္စာရှုတော့ပရမတ္ထသစ္စာရှုတော့မှကြည့်လိုက်မယ်ဆိုရင်ပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအတ္တကောလောကောတပ္ပံပဟာယဂမနိယဘယ်သူမှပိုင်ဆိုင်တာဆိုတာမရှိဘူးတဲ့အတ္တကောကိုပိုင်ဆိုတာမရှိဘူးကိုပိုင်ဆိုတာမရှိဘူးဆိုတာသူလည်းမပိုင်ငါလည်းမပိုင်ဘယ်သူမှလည်းမပိုင်တပ္ပံပဟာယဂမနိယအလုံးထားပြီးတော့သွားရမှာလေချင်းဒီလေဥจิตကျော်အေးမန္တလေးလို့ဆိုတဲ့အတိုင်းမန္တလေးမြို့ကြီးကိုစတင်တည်ထောင်သွားတဲ့မင်းတို့မင်းကြီးဒီ1220ခုနှစ်မှာမင်းတို့မင်းကြီးကမန္တလေးမြို့ကိုစတင်တည်ထောင်ဖွင့်လှစ်ခဲ့တယ်သူပိုင်ဆိုင်တယ်ဆိုတဲ့အရာသူယူသွားလို့ရလားယူသွားလို့မရထားပစ်ခဲ့ရပြီလေသူရရုစက္ခဏနဲ့ဒီဘောမင်းဆိုတာလေကုန်ထားခဲ့ရမသိခင်ကပဲသူကခွဲသွားဒါမို့လူတွေကတော့တတိတော်ထားကြတယ်တေကွဲကွဲတယ်ရှင်ကွဲကွဲတယ်ဆိုတာလောကမှာကိုပိုင်ဆိုင်တယ်လို့ပြောတဲ့အရာတွေအလုံးဟာသမုဒိသစ္စာရှုတော့ကနေပြီးတော့ပိုင်ဆိုင်တယ်လို့ထင်မှတ်ပြောဆိုနေကြခြင်းသာဖြစ်ပြီးပရမတ္ထသစ္စာသဘာဝသစ္စာရှုတော့မှဆိုရင်ပိုင်တယ်ဆိုတာတခုမှမရှိဘူးဆိုတော့အလေးနဲ့ထားစဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့လိုစဉ်းစားဆင်ခြင်တဲ့အသိဉာဏ်ဟာဝိပဿနာဉာဏ်တစ်မျိုးပဲဖြစ်တယ်မတူတဲ့အသိဉာဏ်မတူတဲ့ရှုမြင်သုံးသပ်ချက်ဝိပဿနာဝိဆိုမတူထူးခြားစွာပဿနာရှုမြင်နိုင်တယ်စာပေကျမ်းကမှာတော့ဝိဝိဒေဟိအနိစ္စတိအာဂါရေဟိပတ္တိတိဝိပဿနာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတာတွေနဲ့သင်္ခါရတရားတွေပေါ်မှာရှုမြင်သုံးသပ်တဲ့ဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့လောကကြီးရှိသမျှငါမပိုင်ဘူးလို့တကယ်အလေးနဲ့ထားစဉ်းစားပြီးစဉ်းစားဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်လေ
ဒါလည်းပဲဝိပဿနာဉာဏ်နဲ့မှတက်ဝင်တာပဲဖြစ်တယ်ပေါ့နော်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြည့်ကြရမှာအမတ်တမဲ့မနေပဲနဲ့ငါပိုင်တယ်သူပိုင်တယ်ဆိုပြီးတော့မိမိနဲ့နေ့စဉ်ကြုံတွေ့နေတဲ့အရာတွေပေါ်မှာဆွလန်းပြီးတွေ့တာနေမယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေဆုံးရှုံးသွားမှာသာဖြစ်တယ်ပေါ့ထိုချမ်းသာဒုက္ခတွေဆုံးရှုံးနေတာသွားခြင်းဟာပိုင်ဆိုင်တယ်လို့ထင်ပြီးတော့တွေ့တာမှုတဏှာကြောင့်ဆုံးရှုံးသွားကြခြင်းဖြစ်တယ်ပိုင်ဆိုင်တယ်လို့ထင်တဲ့တဏှာနဲ့တွေ့တာနေသမျှကာလပတ်လုံးဒီပစ္စည်းတွေပေါ်မှာဆိုရင်တော့ကဖြစ်နေကြမှာဆိုရင်တော့ကဖြစ်နေသမျှရင်တွဲမှာပူလောင်နေတဲ့ဒေါမနတဝေဒနာတွေဖြစ်ပြီးဒုက္ခဆိုတာဘယ်တော့မှရရှိခံစားနိုင်မှာမဟုတ်ဘူးလူတွေရရှိခံစားတဲ့ဒုက္ခဆိုတာဟာကာမဂုဏ်အာယုံပေါ်မှာအမိပြုတ်ပြီးတော့တည်ငါလေးတခဏလေးရလိုက်တဲ့ချမ်းသာဒုက္ခကိုလူတွေကထာဝရချမ်းသာဒုက္ခကြီးတစ်ဖွဲမမက်မောမောတွေ့တာပြီးတော့သိမ့်ပိုက်နေကြတာဖြစ်တယ်တကယ်တော့လူလောကလူဘဝချမ်းသာဆိုတာအလုံးကိုတူထောင်းတယ်လို့သူတို့ဆိုလို့ကာမဒုက္ခဆိုတာလူချင်းစရာအာယုန်ဒီပေါ်မှာထိုလူချင်းစရာအာယုန်ဒီပေါ်အကြောင်းပြုပြီးတော့တခဏမြဖြစ်ပေါ်လာတဲ့ဒုက္ခနဲ့သောမနတကာမဒုက္ခလို့ခေါ်ထိုကာမဒုက္ခသည်အချိန်တိုလေးအတွင်းမှာပြိုကွဲပျက်စီးသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအပတ္တတာကာမဘဟုဒုက္ခဘဟုပါယတာအာဒီနဝအဋ္ဌဘိယောဆိုပြီးတော့အမှန်ကန်သိအောင်လမ်းညွှန်မှုပြုထားကာမဆိုတဲ့လူချင်းစရာအာယုန်နေမျက်စိကမြင်လို့နှစ်သက်စရာကောင်းတဲ့အဆင့်အာယုန်နားကကြားရတဲ့နှစ်သက်စရာကောင်းတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှုလို့ရတဲ့နှစ်သက်စရာကောင်းတဲ့အနံ့အာယုန်လျှာနဲ့လဲရတဲ့အရသာကောင်းတဲ့ရတ္တအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုန်စိတ်ကူးကြံစီလို့ရတဲ့အာယုန်ဆိုတာတွေဟာအလုံးကိုတူထောင်းတဲ့အချိန်အတွင်းလေးမှာဖြစ်ပြီးပျက်စီးသွားတာဖြစ်တယ်။ဒါကြောင့်မို့အာရစရာဆိုတာအလွန်တူထောင်းတဲ့အလွန်နဲတယ်အပတ္တာတာအလုံးကိုပါရဝယ်ဟာလဲပါတယ်ဆိုဘဟုဒုက္ခဘဟုပါယတာဒါတွေရဖို့အတွက်ပင်မဆင်းရဲကြလုပ်ရတယ်လေနေ့စဉ်နဲ့အမြတ်ဒီကာမဂုဏ်အာယုန်တွေအတွက်လူတွေဟာအလုံးလုံးနေကြတယ်နဲ့မိုးလင်းကညမိုးချုပ်သည့်တိုင်အောင်ရရှိဖို့ရာအတွက်ကြိုးစားအထောက်ကြဘဟုပါယတာပင်မဆင်းရဲမှုတွေအများကြီးတဲ့အာဒီနောအဋ္ဌဘိယောအပြည့်နာစာအန္တရာယ်တွေကလည်းလွန်များတယ်လို့သူတို့ဆိုသို့သောတရားတွေကတော့အဲ့ဒီလိုမထင်ဘူးကာမဒုက္ခသည်ထာဝရဒုက္ခလို့ထင်ပြီးတော့ချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရလိမ့်နိုးနိုးနဲ့မြောက်ကိုးဆောင်စားရင်းနဲ့ချမ်းသာလိမ့်မယ်လို့ယူဆရင်းနဲ့ပဲတဘဝတသက်တာကုံဆုံးပြီးတော့သွားကြတယ်ကာမဂုဏ်အာယုန်တွေခံစားလို့မကုန်ခင်မဝခင်ဘဝစာသိမ့်သွားကြတယ်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲပိယေဟိဝေပယောကိုနှစ်သက်မြတ်လို့တဲ့အရာတွေခွဲခွာခဲ့ရတယ်အဲ့ဒီလိုခွဲခွာပြီးတော့မနှစ်သက်မမြတ်လို့တဲ့အရာတွေနဲ့ပေါင်းစုံကြရတယ်ဆိုတဲ့ဒုက္ခတွေနဲ့လူတွေရဲ့စိတ်အလိုမကျတွေအများကြီးဖြစ်တာအဲ့ဒါလို့
ချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေကြတာဟာနေ့စဉ်နဲ့အမျှသို့သောချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေတယ်ဆိုတာကိုအသိရှိတဲ့ပုဂ္ဂိုလ်တော့အလွန်နည်းတယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်မကြခင်မဲ့တပ်ဖြတ်ပြီးတော့ဟင်းဖြစ်ရောက်တော့မဲ့ကြက်တွေဟာချင်းထဲမှာလောင်ထားတဲ့အခါမှာတကောင်းတကောင်းစိတ်လို့တွန်လို့နော်တခဏလေးအတွင်းမှာလည်းပဲပြောနေကြတဲ့သဘောမျိုးတွေကိုကြုံရတယ်လို့ပဲပေါ့လူတွေရဲ့သဘောဟာလည်းပဲထို့တူပဲမကြခင်ဒုက္ခရောက်တော့မဲ့အနေအထားတစ်ခုပဲပျော်စရာလို့စိတ်ထဲမှာသတ်မှတ်ပြီးတော့ပျော်ရွှင်နေကြပျော်ရွှင်လို့မှပါဇက်မပိတ်သေးဘူးငိုကြွေးရခြင်းဆိုတာနဲ့ကြုံတွေ့ကြရပြန်တယ်ပေါ့ဘဝကြီးဟာဒီတိုင်းပဲအဲ့ဒါဘာကြောင့်ဖြစ်နေရလဲပိုင်ရှင်မဲ့ပစ္စည်းတွေကိုပိုင်ဆိုင်လိုတဲ့တဏှာလောဘကြောင့်ဒီလိုဖြစ်တာဖြစ်တယ်ဒါကြောင့်မို့ရသော်ဘုရားရဲ့အဆုံးအမဒီနေရာမှာချမ်းသာဒုက္ခရခြင်းတယ်လို့ဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကြဘုရားကဘယ်လိုဆုံးမလဲယဟန်တော်တွေကိုမြတ်စွာဘုရားကအလေးနဲ့ဆင်ញင်စဉ်းစားတတ်ဖို့ဟောတယ်ယံဘိက္ခဝေနတုံမကံတံပစဟထခြေသားယဟန်တို့မင်းတို့ပိုင်ဆိုင်တဲ့အရာမဟုတ်တာတွေကိုဆွန့်လွတ်ထားလိုက်ကြသိမ့်ပိုက်မထားကြနဲ့ငါဟာလို့စိတ်ထဲမှာသိမ့်ပိုက်မထားနဲ့လွတ်ထားလိုက်ကြယံဘိက္ခဝေနတုံမကံယံအချင်းသဘာဝတရားသည်နတုံမကံမင်းတို့ပိုင်တဲ့အရာမဟုတ်ဘူးတန်ထိုမင်းတို့ပိုင်တဲ့အရာမဟုတ်တဲ့သဘာဝတရားကိုပစေထဆုတ်ကဲမထားနဲ့ဆွန့်လွတ်လိုက်ကြအဲ့တော့လောကလူသားတွေကကိုမပိုင်တာကိုပိုင်နေထင်ပြီးတော့ဆုတ်ကင်ထားကြတယ်။ဘာနဲ့ဆုတ်ကင်ထားတော့ဆိုအဓိကတဏှာနဲ့ဆုတ်ကင်ထားတဏှာနဲ့ဆုတ်ကင်အသိကိုလိုချင်တယ်ရလာလို့ရှိရင်တော့သိမ့်ပိုက်ထားတယ်နောက်ထပ်လိုချင်မြန်တယ်လိုချင်မှုကမဆုံးနိုင်ဘူးမဆုံးနိုင်တယ်လို့သိမ့်ပိုက်မှုဟာလည်းမဆုံးနိုင်လိုချင်ခြင်းသိမ့်ပိုက်ခြင်းဖြင့်လောကလူတွေဟာမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ထဲမှာတပွေ့တပိုက်ကြီးထားကြသလိုဖြစ်တယ်။ဒါကြောင့်မို့ချမ်းသာဒုက္ခဆိုတာတွေဆုံးရှုံးနေကြတယ်။သစ္စာဘုရားကဆုံးမတယ်မင်းတို့ပိုင်တာမဟုတ်တဲ့အရာတွေကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြလို့ဆိုအဲ့တော့လွတ်လိုက်ကြဆိုတာတွေ့တာမနေနဲ့သူတို့ပြောလို့ကိုမပိုင်တဲ့အရာပေါ်မှာပိုင်နေထင်ပြီးတော့တွေ့တာမနေနဲ့လွတ်ထားလိုက်လွတ်ထားလိုက်ဒါဖြင့်လွတ်ထားလိုက်လို့ရှိရင်ဘယ်လိုအကျိုးတွေရလို့တံဝောပဟိနံဟိတာယဒုက္ခယဝိတတိတံပဟိနံထိုစွန့်လွတ်ထားခြင်းသည်ဝေါတင်တို့ဖို့ဟိတာယအကျိုးစီးပွားအလို့ငါဒုက္ခယချမ်းသာခြင်းကဝိတတိဖြစ်ပေလိမ့်မည်ကောင်းကျိုးချမ်းသာတွေဖြစ်ဖို့စွန့်လွတ်လိုက်ခြင်းဟာမှန်ကန်တဲ့အလုပ်ဖြစ်တယ်စွန့်လွတ်လိုက်ခြင်းကြောင့်ချမ်းသာဒုက္ခရမှာဖြစ်တယ်ဒါကြောင့်မို့စွန့်လွတ်လိုက်သိမ့်လိုက်မထားနဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်အဲ့တော့လောကမှာရှိသမျှပစ္စည်းတွေအရာမှန်သမျှဟာသူလည်းမပိုင်ဘူးငါလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးသဘာဝတရားဟာသူ့သဘာဝအတိုင်းဖြစ်နေခြင်းသာဖြစ်တယ်ဝိသုဒ္ဓိမမှာဆိုထားသလိုဟေတုံပဋိစ္စတံဘူတာဟေတုပင်ကနိရောဓဟေတုံပဋိစ္စဆိုင်ဟာအကြောင်းတရားကိုဆွဲမိပြီးတော့မှ
တန်ဗုဒ္ဓဖြစ်လာကြတာဖြစ်တယ်ဟေတုဘင်ကအကြောင်းတရားပြိုကျပျက်စီးသွားမယ်ဆိုလို့ရှိရင်နိရောဓစတိချုပ်ပြောက်သွားမှာပဲဖြစ်တယ်အဲ့ဒီချုပ်ပြောက်သွားမဲ့တခဏအရာလေးကိုပိုင်ဆိုင်ဖို့ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေဟာဖတ်ဖတ်တာမောရောဌာနဒုက္ခဆိုတာဘာရဲ့ယာမရှာတွေးလိုက်မှာမဟုတ်ဘူးလို့ဆိုလို့ကိုပိုင်ကျင်တဲ့အရာသည်သာဝရရွေးရှားနေတဲ့အရာကြီးသာဖြစ်တယ်သာဝရရွေးရှားပြောင်းလဲပျက်စီးနေတဲ့အရာကိုပိုင်တယ်လို့စိတ်ကထင်မှတ်နေကြတာဖြစ်တယ်ဒီသဘောကိုပြောတာနော်ပိုင်မပိုင်ကိုယ့်အကိုအလေးနဲ့ထားကြည့်သမုဒိသစ္စာပိုင်းကတော့ဟုတ်တယ်ဘယ်သူပိုင်တယ်ပဲဟောပိုင်တယ်သို့တော့မျက်စိလေးနှလုံးမှိတ်ပြီးတော့တဘဝဆုံးသက်သွားတာနဲ့ပိုင်ဆိုင်မှုဆိုတာလုံးဝမရှိတော့လုံးဝမရှိတော့အဲ့ဒီကြတော့မှမပိုင်ဆိုင်မှုဟာထင်ရှားတယ်ပေါ့သို့တော့ဒီအတွင်းမှာရောပိုင်ဆိုင်သလားလို့မေးကြည့်ကိုပိုင်တဲ့အရာဆိုလို့ရှိရင်ကိုယ်စိတ်တိုင်းညဖြစ်ရမှာဖြစ်တယ်သို့တော့ကိုယ်စိတ်တိုင်းညဖြစ်တာရှိသလားလို့မြတ်စွာဘုရားရဲ့အနတ္တလက္ခဏာသုတ်ရှုထောင့်ကနေကြည့်မယ်ဆိုရင်နာယိတံရူပံအာဘာရယတံဝတေယကိုပိုင်တယ်လို့ထင်တဲ့ရုပ်တရားကြီးဟာဘယ်လိုလုပ်ပြီးကိုယ်ကိုဒုက္ခပေးမှလဲဟောကိုယ်ဟာလို့ထင်တဲ့အရာကိုယ်ဘယ်လိုလုပ်ဒုက္ခပေးသို့တော့ကိုယ်ကိုနှိမ့်ဆက်နေတာဟာဘယ်သူလဲလို့မေးကိုရထားတဲ့ခန္ဓာကကိုယ်ကိုနှိမ့်ဆက်နေတာကိုယ်ပိုင်နေဆိုတဲ့အရာကိုယ်နှိမ့်ဆက်အကြောင်းတရားတို့ပေါ်မှာမိတီပြီးတော့သာဝရပြောင်းလဲနေတဲ့အရာကြီးတစ်ခုပါဘယ်အရာကိုကိုယ်ပိုင်တယ်လို့ပြောလို့ရမလဲဆိုပါစို့မြစ်ထဲမှာမြစ်ရည်တွေစီးနေတဲ့မြစ်ရည်တစ်ခွက်လောက်ခတ်ယူလိုက်နောက်တစ်ခါအဲ့ဒီရေကိုရချင်လို့မရတော့ဘူးကိုခတ်တဲ့ရေဟာစီးသွားပြီမရှိတော့ဘူးဓမ္မလျင်မြန်နဲ့နှုံးနဲ့ပြောင်းလဲသွားတယ်သို့တော့နောက်ထပ်အလားတူတွေလာနေလို့လူတွေကမျက်စိလဲသွားတယ်ကိုယ်ခန္ဓာကိုယ်ဟာလည်းပဲထို့တူပဲအခုတရားလာနာတယ်တရားမနာခင်ကအိမ်မှာဖီလိန်ပြင်ဆင်ဝတ်စားလာတဲ့ပုံစံလေးအဲ့ဒီဖီလိန်ပြင်ဆင်ဝတ်စားလာပြီးတရားပွဲရောက်ပြီးတရားနာနေတယ်တရားနာပြီးပြန်သွားတယ်တမန်အပြင်ကြည့်မယ်ဆိုရင်တရားမနာခင်တော့ကလည်းဒီပုံစံပဲတရားနာနေတော့ကလည်းဒီပုံစံပဲအိမ်ပြန်သွားတော့လည်းပဲဒီပုံစံပဲပြောင်းလဲမှုမရှိဘူးလို့ထင်ကောင်းထင်လိုက်ပြီ။ဘာကြောင့်ထင်နေရတော့ဆိုရင်ပုံတူတွေထပ်ထပ်လာနေလို့ဒီလိုထင်ကြတာဖြစ်တယ်။တကယ်တော့တရားပွဲထွက်လာတဲ့အိမ်တော်ကစိတ်တွေဟာခုချိန်မှမရှိတော့ဘူးဆိုတာသိကြတယ်။နန္တရားတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်တွေမဟုတ်တော့နော်။အဲ့ဒီစိတ်တွေမဟုတ်တော့သလိုအဲ့ဒီရုပ်တွေလည်းမဟုတ်တော့ဘူး။တရားပွဲရောက်လာတာဟာလူအစ်စ်ရောက်လာတာမဟုတ်ဘဲနဲ့ကော်ပီပဲရောက်လာတာဖြစ်တယ်။တရားပွဲကပြန်သွားရင်လည်းကော်ပီအနေနဲ့ပဲပြန်သွားမှာပဲဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ရုပ်တရားဆိုတာသာဝရပြောင်းနေတာဖြစ်တယ်။သို့သောပြောင်းလဲခြင်းသည်တိတာသောပြောင်းလဲခြင်းနဲ့မတိတာသောပြောင်းလဲခြင်းနှမျိုးရှိသည့်အတွက်ကြောင့်မတိတာသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတာဖြစ်သောကြောင့်လူတွေကငါပဲလို့ပဲဒီလိုထင်နေတာကဲနှစ်ပေါင်းများစွာ10နှစ်15နှစ်ကြာတဲ့အခါကျတော့ဒီရုပ်ဒီရည်ရှိသေးရဲ့လားအဲ့ဒါပြောင်းသွားလို့ရှိတာနော်တနေ့တည်းပြောင်းတာလားနေ့စဉ်ပြောင်းနေတာလားနေ့စဉ်ပြောင်းနေတာစက္ကန့်ပိုင်းစက္ကန့်မိနစ်ပိုင်းမိနစ်စက္ကန့်အလိုက်မိနစ်အလိုက်ပြောင်းနေတာချက်ချင်းဝုန်းတိုင်းပြောင်းသွားတာမဟုတ်ဘူးအဲ့ဒီလိုပြောင်းနေတာကိုဝိပဿနာဉာဏ်နဲ့ရှုမှမြင်နိုင်တယ်ဝိပဿနာဉာဏ်နဲ့မြင်ဖို့အတွက်ဘာတွေအရေးကြီးတော့ဆိုရင်တတိရှိဖို့အရေးကြီးတယ်တမာတိအားကောင်းဖို့အရေးကြီးတယ်ဆိုပါစို့ယောဂါကိုဖြစ်စေတတ်တဲ့ virus ပိုးဆိုတာလူတွေရဲ့မျက်စိနဲ့ကြည့်လို့မမြင်ရဘူး
အားကောင်းတဲ့မှန်ဘလူးကြီးနဲ့ microscope နဲ့ကြည့်လိုက်လို့ရှိရင် virus ပိုးဆိုတွေ့ပြန်တယ်ပေါ့။တမန်အဖြစ်မမြင်ရဘူးလေ။ထို့တူပဲဒီပြောင်းလဲမှုဟာတမန်မျက်စိနဲ့ကြည့်လို့ကတော့မပြောင်းဘူးလို့ပဲထင်တာပဲ။သို့တော့ပြောင်းနေတာကတော့သိချတယ်။ပြောင်းနေသည့်အတွက်ကြောင့်ကိုယ်ပိုင်တာတစ်ခုမှမရှိဘူးလို့ဒီလိုပြောတာနော်။တဘာဝတရားတွေဟာတစ်ခုမှပိုင်တာမရှိဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကယံဘိက္ခွေနာတုံမကံတံပဇေထခြေသားရန်တို့မင်းတို့မပိုင်တဲ့အရာတစ်ခုကိုဆွန့်လွတ်လိုက်ကြပိုင်ရှင်မဲ့နေတဲ့အရာကိုဆွန့်လွတ်လိုက်ကြသိမ့်ပိုက်ထားဖို့မကြိုးစားကြနဲ့တံဝပဟိနံဟိတယဒုက္ခယဝိတ္တိအဲ့ဒီဆွန့်လွတ်ထားခြင်းဟာအကျိုးစီးပွားဖြစ်ဖို့နဲ့ချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လိမ့်မယ်ချမ်းသာခြင်းဒါကိုစုပ်ကိုင်မထားနဲ့ဆွန့်လွတ်လိုက်လို့ဒီလိုဆိုလိုတာပေါ့ဒါပြင်ဟုတ်ပြီလောကမှာရှိသမျှဟာပိုင်ရှင်မဲ့တဲ့ပစ္စည်းတွေဒါဖြစ်တယ်ဘယ်အရာတွေတော့ပိုင်ရှင်မဲ့တာဘယ်အရာတွေတော့ရှင်းရှင်းပြောရရင်ဘုန်းကြီးတို့တဏ္ဍာမှာဖြစ်နေတဲ့ခန္ဓာ၅ပါးမှာဖြစ်နေတဲ့အရာတွေဟာပိုင်ရှင်မဲ့ကိုယ်ပိုင်တယ်လို့ထင်တာပေါ့နော်သို့တော့ပိုင်ရှင်မဲ့နေတယ်အဲ့ဒီပိုင်ရှင်မဲ့တဲ့အရာတွေပေါ်မှာတွဲမနေနဲ့လို့ဆိုတယ်အဲ့တော့ပိုင်ရှင်မဲ့ပစ္စည်းတွေကိုမြတ်စွာဘုရားကဒီသုတ်တံမှာအမျိုးပေါင်း30ထုတ်ပြီးတော့ပြထားတယ်အဲ့ဒီအမျိုးပေါင်း30ဟာဘယ်သူမှရှိတာတော့ဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိတာတွေကြီးပဲအကုန်လုံးဟောအဲ့တော့ကိုယ်တဏ္ဍာမှာရှိနေတာလေးတွေကိုနည်းနည်းစစ်ဆေးကြည့်ရစစ်ဆေးကြည့်ရလူတိုင်းမှာမျက်စိဆိုတာရှိတယ်ရုပ်တရားအနေနဲ့ပြောရင်သက္ခုပ္ပတရာယုတ်မျက်စိအကြည့်လေးတို့သက္ခုပ္ပတရာယုတ်ထဲမှာဒီဘက်ကမြင်စရာအစင်းအာယုံလေးလာထင်ဟပ်လာတဲ့အစင်းအာယုံဆိုတာယမယံခမျက်စိထဲမှာပေါ်လာတယ်မျက်စိဆိုတာကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကတစ်ခုဆိုနှစ်ခုရှိသွားပြီနော်အဲ့တော့ဒါဘာကြောင့်ပြောလို့ဆိုမျက်စိထဲမှာပေါ်လာတာတွေကအစင်းအာယုံလို့ပြောလိုက်မှကုန်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျက်စိထဲပေါ်လာတာတွေတရုပ်ထုတ်မယ်ဆိုရင်တော့ဆုံးနိုင်စရာမရှိဘူးမျက်စိထဲမှာဘာတွေပေါ်လာတော့အိမ်တွေပေါ်လာတယ်မြေတွေပေါ်လာတယ်ရွှေတွေငွေတွေပေါ်လာမယ်ကားတွေပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပြောလို့ရှိရင်ကုန်နိုင်မှာမလားမကုန်နိုင်ဘူးဒါပေမဲ့မျက်စိနဲ့မြင်တဲ့အရာဆိုတာလေးဟာတစ်ခုတည်းပဲเนาะမျက်စိနဲ့မြင်တာမျက်စိရှိတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်မှန်းသိလိုက်တဲ့မြင်သိစိတ်ဆိုတာရှိတယ်အဲ့ဒီမြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာဆိုတာရှိတယ်ဆက်သွယ်မှုဖတ်တာကိုအကြောင်းပြုပြီးစိတ်ခံစားမှုဆိုတာရှိတယ်ဟောကြည့်လိုက်မယ်ဆိုရင်မျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာဆိုတဲ့ဆက်သွယ်မှုရဲ့စိတ်ခံစားမှုဝေဒနာရဲ့မျက်စိကိုအကြောင်းပြုပြီးတော့တဘာဝတရား5မျိုးပုံမှန်အဖြစ်ဖြစ်ဘုသူတဏ္ဍာမှာပဲဖြစ်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံကိုမြင်လိုက်မယ်မြင်လိုက်ရင်မြင်မှန်းသိတယ်ဆိုတဲ့စိတ်ပေါ်တယ်ထိုစိတ်ပေါ်ပြီးတဲ့နောက်အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာကောင်းတဲ့ဆိုတဲ့စိတ်ခံစားမှုဆိုတဲ့ဝေဒနာတဘာဝအဖြစ်ဖြစ်အဲ့ဒါကိုမြတ်စွာဘုရားကသက္ခောသပတိစ္ဆရူပိသဥပ္ပစ္စတိသက္ခဝိညာဏဒိဋ္ဌံသင်္ကတိဖတ်သောဖတ်တာပစ္စယဝေဒနာလို့ဒီလိုခေါ်တာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်တိုင်းစဉ်းစားကြည့်လိုက်ဘာမြင်ပန်းလေးတစ်ပွင့်မြင်တယ်ဆိုတော့အေးအရေးလားထင်တဲ့မိမိရဲ့သက္ကုပ္ပတာရကရုပ်တရား
ထင်းလာတဲ့အဆင့်အာယုံလေးကလည်းယုတ်တရားနှစ်ခုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သိတဲ့စိတ်လေးကနန္တရားထိုစိတ်လေးမှာပါလာတဲ့အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းနန္တရားစိတ်ခံစားမှုဆိုတာလေးကလည်းနန္တရားလို့သဘာဝအဖြစ်လူတိုင်းမှာကလေးရောလူကြီးရောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူတွေမကဘူးနတ်တွေရောတိရစ္ဆာန်တွေရောအလုံးသတ္တဝါတွေမျက်စိပါတဲ့သတ္တဝါတိုင်းဟာဒီ၅ခုပဲဖြစ်တယ်ပုံမှန်အဖြစ်ဒီ၅ခုဖြစ်တယ်နော်အဲ့ဒီ၅ခုဆိုတာတစ်ခုနဲ့တစ်ခုမတူတဲ့သဘော၅ခုဖြစ်အဲ့ဒီ၅ခုကိုဘယ်သူပိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကနတုမကံမင်းတို့ပိုင်တာမဟုတ်ဘူးတဲ့မင်းတို့မပိုင်ဘူးဆိုတော့ဘယ်သူပိုင်တာတော့ဆိုဘယ်သူမှမပိုင်ဒါကြောင့်မို့လို့ဒီ၅မျိုးဟာပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ပိုင်ရှင်မဲ့ပစ္စည်းတွေပဲဒါတွေကဘာကြောင့်ပိုင်ရှင်မဲ့လို့ပြောတော့ဆိုဖြစ်လာတာလဲဆိုပါစို့သက္ခုပ္ပတာရဆိုတာလေးကကံကြောင့်ဖြစ်လာတာကံဆိုတာအတိတ်တုန်းကမိမိလုပ်ခဲ့တဲ့ကုသိုလ်ကံအဲ့ဒီကံတရားကြောင့်သက္ခုပ္ပတာရလေးဖြစ်လာတယ်အစင်းအာယုံဆိုတာနော်ကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်လာတယ်အဲ့ဒီအစင်းအာယုံလေးကမျက်စိထဲမှာလာပြီးတော့ထင်တယ်ဒီနေရာမှာပဋ္ဌာန်းပစ္စည်းနဲ့ပြောလိုက်မယ်ဆိုရင်ဟောမြင်သိစိတ်ကလေးဖြစ်လာတယ်လို့ဆိုတဲ့အခါမှာထိုမြင်သိစိတ်ကလေးသည်သက္ခုပ္ပတာရဆိုတဲ့မျက်လုံးပေါ်မှာမိပြီးတော့ဖြစ်တယ်အစင်းအာယုံကိုအာယုံပြုပြီးတော့ဖြစ်တယ်အဲ့ဒါကြောင့်အစင်းအာယုန်သည်အာရမဏပစ္စယောမိယာဝတ္ထုလို့ခေါ်တဲ့သက္ခုပ္ပတာရယုတ်လေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဟောပဋ္ဌာန်းပစ္စည်းနဲ့လည်းဒီဟာကိုဟောတာပဲဘုရားအစင်းအာယုန်လေးကိုအကြောင်းပြုပြီးသက္ခုဝိညာဉ်စိတ်ဆိုတာမြင်သိစိတ်ဆိုတာပေါ်တာအဲ့ဒီမြင်သိစိတ်လေးရဲ့အာယုန်သည်အစင်းအာယုန်သာဖြစ်တယ်အဲ့ဒီအစင်းအာယုံကိုမှီပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးဟာသက္ခုပ္ပတာရဘောကမှီပြီးတော့ဖြစ်တာဖြစ်သောကြောင့်မှီရဖြစ်တဲ့သက္ခုပ္ပတာရမျက်လုံးကလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဒီလိုဆိုတာပေါ့တခါသက္ခုဝိညာဉ်စိတ်လေးဖြစ်တဲ့အခါဘာပါလာတော့ဆိုဖတ်တာပါလာတယ်ဝေဒနာပါလာတယ်သက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့သဟဇာတာပစ္စယောအညမညပစ္စယောအဋ္ဌိပစ္စယောအဝိဒပစ္စယောဆိုတာတွေဖြစ်တယ်တံပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောအဝိဒဟောတယ်လို့ပဋ္ဌာန်းအနေနဲ့ပြောလိုက်မယ်ဆိုရင်လည်းအဲ့ဒီစွမ်းရည်တတ္တိတွေနဲ့ခြေစုပြုပြီးတော့သက္ခုပ္ပတာရစိတ်လေးကလည်းဖြစ်ပြီးရင်စိတ်18ချက်ဥပမာပဲမှတ်လို့လွယ်အောင်ပြောမယ်ဆို18စက္ကန့်ဆိုရင်ပြတ်သွားပြီသူကတခါဖြစ်တဲ့သက္ခုပ္ပတာရယုတ်သည်18ချက်ခန့်20စက္ကန့်ဆိုပြတ်သွားရူပါယုံလေးကလည်း20စက္ကန့်ဆိုပြတ်သွားဓာတုတ္တံပဲနောက်ဖြစ်တာအသစ်နော်အဲ့ဒါလို့တက်တန်းတူတဲ့အရာလေးနှစ်ခုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးကသူတို့ရဲ့ပိုတက်တန်းတူတယ်မြင်သိစိတ်လေးကဖြစ်တည်ပြက်3ချက်ပဲရှိတယ်3စက္ကန့်ပဲရှင်ဒီလိုဆိုလို့သူနဲ့အတူတကွဖတ်တာဆိုတာလည်းပြတ်သွားတယ်ဝေဒနာဆိုတာလည်းပြတ်သွားတယ်ဆိုအဲ့ဒါတော့အချိန်ပိုင်းလေးမှာဖြစ်လာတဲ့အရာဟာဘယ်သူကပိုင်တာရှိအောင်မလဲဒါပိုင်ရှင်မဲ့ပစ္စည်းအစစ်ပဲသို့တော့ပိုင်ရှင်မဲ့ပစ္စည်းကိုပဲငါပိုင်တယ်လို့အများထင်နေကြတယ်ပေါ့နော်ထင်မှတ်ဆွဲလန်းနေတယ်ဒါကြောင့်ဘုမြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့ကြည့်ခိုင်းတာယံဘိက္ခဝေနတုမကံတံပဇေထတံဝပိနံဟိတယဒုက္ခယဝိတ္တိမင်းတို့ကိုယ်မပိုင်တဲ့အရာကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြဆွန့်လွတ်ပလိုက်ကြအဲ့ဒီဆွန့်လွတ်ခြင်းဟာမင်းတို့တွေချမ်းသာဒုက္ခဟိတဒုက္ခအလုံးဟာဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါဘုရားအဆုံးမှာပေးတာနော်ဟုတ်ပြီမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆွန့်လွတ်မလဲမျက်စိကိုဆွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲအစင်းအာယုံမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကိုဆွန့်လွတ်ဖို့ဘယ်လိုလုပ်ရမလဲ
မြင်သိစိတ်ကလေးကိုစွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲမြင်သိစိတ်လေးနဲ့အတူတကွဖြစ်လာတဲ့ဖတ်တာဝေဒနာဆိုတဲ့သဘာဝတရားတွေကိုစွန့်လွတ်ဖို့ရဘယ်လိုလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကဟောတယ်စက္ခုဘိက္ခဝေဝိပရိနာမိအညထာဘာဝီစက္ခုဆိုတာမင်းတို့တွေ့တာမလို့စိတ်ကူးတဲ့ထဲလိုက်ရုံနဲ့ပဲသူကပြောင်းသွားပြီတဲ့တမျိုးတစ်ဖုံဖြစ်သွားပြီကိုကတော့နှစ်သက်ဆရာလို့ထင်တယ်သူကမဟုတ်ဘူးပြောင်းသွားရူပံအညထာဘာဝီဝိပရိနာမိတမျိုးတခြားဖြစ်သွားပြီထို့တူစကုပ္ပတာရယုတ်လေးဟာလည်းပဲအချိန်တိုလေးအတွင်းမှာပျက်စီးသွားတယ်ရူပယုံဆိုတဲ့အစင်းအာယုံလေးကလည်းအချိန်တိုလေးအတွင်းမှာပျက်စီးသွားတယ်အဲ့ဒီအချိန်တိုလေးအတွင်းမှာဖြစ်ပြီးပြတ်သွားတဲ့အရာနှစ်ခုကိုဆွဲပြုတ်ပြီးတော့မြင်သိစိတ်တို့ဖတ်တာတို့ဝေဒနာတို့ဆိုတဲ့ဖြစ်တဲ့အရာတွေကဘယ်လိုလုပ်ပြီးတော့သူတို့ဟာခိုင်မြဲတဲ့အရာဖြစ်မလို့အနိစ္စတံဘူတံကုတောနိစ္စံဘဝိတ္တိမျက်စိနဲ့အစင်အာယုံနှစ်ခုသည်မမြဲဘူးမမြဲတဲ့အရာကိုဆွဲမိပြီးတော့ဖြစ်လာတဲ့မြင်သိစိတ်လေးဟာဘယ်လိုလုပ်မြဲမလဲအဲ့ဒါလို့မြင်အောင်ဝိပဿနာဉာဏ်နဲ့ရှုပါတယ်တည်တတ်တဲ့အမေဖေကမွေးတဲ့သားသမီးသည်ဘယ်မှမသိပဲရှိမလဲတဘာဝဒီလိုပြောမြင်သိစိတ်လေးနဲ့ဖတ်တာတို့စိတ်ခံစားချက်တို့ဆိုတာဟာဘယ်သူကိုအမိပြုပြီးဖြစ်ကြတာတော့လို့ဆိုရင်ဟောဒီစက္ခုပ္ပတာရဆိုတဲ့မျက်လုံးလေးရဲ့မျက်လုံးထဲမှာထင်းလာတဲ့ရူပယုံဆိုတဲ့အဆက်အာယုံရဲ့အဲ့ဒီနှစ်ခုကိုဆွဲမိပြီးတော့ဖြစ်တာတဲ့အဲ့ဒီနှစ်ခုသည်အချိန်ပိုင်းလေးအတွင်းမှာပြောင်းလဲပျက်စီးသွားတယ်ပြောင်းလဲပျက်စီးသွားတဲ့အရာကိုအမိပြုပြီးမှမွေးဖွားလာရတဲ့စက္ခုဝိညာဉ်စိတ်တို့ဖတ်တာတို့ဝေဒနာတို့ဘယ်မှာခိုင်မြဲတာရှိပါမလဲလို့အဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်ပါတဲ့ဟောဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဒီအရာတွေဟာလုံးဝခိုင်မြဲတာတည်ထန့်နေတာလုံးဝပြောင်းလဲမှုကင်းတာမျိုးဆိုတာမရှိဘူးအမြဲတမ်းပြောင်းနေတာအမြဲတမ်းပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်ဆိုတဲ့သဘောတရားတွေကိုရှုမြင်သုံးသပ်နိုင်မှာဖြစ်တယ်ပေါ့သူတို့ကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးဒါကြောင့်မို့ပိုင်ရှင်မဲ့ပစ္စည်းတွေသာဖြစ်တယ်ပေါ့ဒီပိုင်ရှင်မဲ့ပစ္စည်းတွေကိုလူတွေကဘာလုပ်လဲငါမျက်လုံးငါအစင်ငါသိတာနော်ငါရဲ့ခံစားချက်နဲ့ဆိုပြီးတော့သိမ့်ပိုက်နေကြတာအဲ့ဒီလိုသိမ့်ပိုက်နေခြင်းကြောင့်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရတာဖြစ်တယ်ပေါ့စိတ်ချမ်းသာမှုတွေထာဝရငြိမ်းချမ်းမှုတွေလက်လွတ်ဆုံးရှုံးကုန်ကြတယ်ပေါ့ဒီလိုဆိုလိုတာနော်ထို့တူပဲနားနဲ့ပတ်သက်ပြီးတော့လည်းကြည့်လိုက်တမန်အပြင်အယက်သုံးစကားနဲ့နားထောင်ကြည့်နားရှိတယ်နားရှိတော့အတန်ဟူသမျှကြားရတယ်နားကတစ်ခုအတန်ကတစ်ခုနှစ်ခုနားနဲ့အတန်ဆုံလိုက်တဲ့အခါမှာကြာတိစိတ်ဖြစ်တယ်ကြာတိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဆက်သွယ်မှုဖတ်တာစိတ်ခံစားမှုဝေဒနာဆိုစက်တိုက်ဖြစ်တာပရိစ္ဆေသောဥပ္ပနဲ့ကြည့်ပဲဆိုရင်တဏှာရဏပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာနော်ဒါရှိလို့ဒါရှိအဲ့တော့နားနဲ့ပတ်သက်လာတဲ့အခါမှာကြာတိမှုနဲ့ပတ်သက်လာလို့ရှိရင်လေသောတာပတ္တရာရဲ့တတ္ထာယုံရဲ့သောတာဝိညာဉ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့၅ခုအဲ့ဒါလည်းတခဏအတွင်းမှာပျက်စီးသွားတာဖြစ်တယ်ဖြစ်လာပြီးတဲ့နောက်ပြတ်သွားတာဖြစ်လို့ဒီသဘာဝတရားဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းတာဖြစ်တယ်ပေါ့ကိုပိုင်လိုက်လို့ရှင်သိမ်းထားလို့ရမှာပေါ့သိမ်းလို့မရဘူးလေအခုကြာအခုပျောက်သွားတာသိမ်းလို့မရတဲ့အရာတွေပဲဖြစ်တယ်ပေါ့ပိုင်ဆိုင်နိုင်စွာမရှိဘူးကဲနှာခေါင်းကနမ်းရှူရတဲ့အရာလေးတစ်ခုကိုလည်းကြည့်လိုက်နှာခေါင်းရှိတယ်နှာခေါင်းထဲမှာလာပြီးတော့ထင်ဟတဲ့အနံ့ရှိတယ်အနံ့ကိုသိတဲ့စိတ်ဖြစ်တယ်
ဖတ်တာဖြစ်တယ်ဝေဒနာဖြစ်တယ်၅ခုပဲအဲ့ဒါဟာလည်းတက္ကနာအတွင်းဖြစ်ပြီးတော့ပြတ်သွားတယ်ကိုအာယုန်တိုက်ဆိုင်ခိုင်းလေးမှာတတိထားပြီးတော့ကြည့်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီ၅ခုဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ဘယ်သူမှမပိုင်ဟောနောက်တစ်ခါလျှာနဲ့ကိုကြည့်လျှာရဲ့အရသာရဲ့လျက်သိတဲ့စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာထမင်းစားတဲ့အခါကျတော့စဉ်းကျင်ကြည့်လိုက်ထမင်းစားရင်စဉ်းစားထမင်းလေးတစ်လုံးပါးစပ်ထဲထည့်လိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်ငရုတ်သီးပါရင်စတ်တဲ့အရာသာခွေးတော်ရဲ့ပါရင်ခါမဲ့အရာသာဟင်းညိုရင်ဆိုရင်ချိုတဲ့အရာသာနော်အရာသာပေါ်လာလိမ့်မယ်အဲ့ပေါ်လာတဲ့အခါရှာရဲ့အရာသာရဲ့ချုံမှန်းခမ်းမှန်းသိတဲ့အသည့်ရဲ့ဆက်သွယ်လာတဲ့ဖတ်တာရဲ့အချိုကြိုက်ရင်ကြိုက်လိုက်တာဆိုတဲ့ဒုက္ခဝေဒနာမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်တဲ့ဒုက္ခဝေဒနာဟောထမင်းစားရင်လည်းဒါတွေပဲပေါ်လာလူတွေကအဲ့ဒါကိုအာယုံပြုတ်နိုင်လားဆိုတော့ပြုတ်နိုင်ဘူးဘာတွေအာယုံပြုတ်တော့ဟာစက်သားကြော်ကကောင်းတယ်ဟဲ့ဘုရားကြော်ကကောင်းတယ်ဟဲ့နဲ့ဆိုပြီးတော့မြုပ်သီးတောင်းလေးကထမင်းမိန်နဲ့ဒါတော့ပဲတွေးတာဟုတ်တကယ်ဖြစ်နေတာအဲ့ဒါတွေမဟုတ်ဘူးတကယ်ဖြစ်နေတာဘာတော့ဇီဝပတ္တာရရဲ့ရာတယုံရဲ့လျက်တိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာဒါဖြစ်ပြီးရင်ပြတ်သွားပြန်အဲ့တော့ထမင်းစားရင်လည်းဝိပဿနာတရားရှုပွားလို့ရတယ်ဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကိုယ်တိုင်ကဘယ်လိုဟောတော့ဇီဝံသပတိသရတေသဥပ္ပစ္စတိဇီဝဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေဒနာလျှာကိုအကြောင်းလျှာနဲ့အရသာကိုအကြောင်းပြုပြီးတော့လျက်တိစိတ်ဖြစ်တယ်တဲ့အဲ့ဒီ၃မျိုးပေါင်းလိုက်တဲ့အခါမှာဖတ်တာဖြစ်လာတယ်စိတ်ခံစားမှုဝေဒနာဖြစ်လာတယ်လို့ဒီလိုဟောနော်ထမင်းစားတဲ့အခါအဲ့ဒီ၃မျိုးကိုတွေ့အောင်စားကြည့်အဲ့တော့ထမင်းပွဲမှာဟိမကောင်းလို့ရံဖြစ်တာမရှိတော့အဲ့ကြနော်ထမင်းစားရင်စဉ်းစားကြည့်အဲ့ဒါလေးသာစဉ်းစားကြည့်ဇီဝရှာရဲ့ရှာပေါ်မှာပေါ်လာတဲ့အရာသာလေးရဲ့အဲ့ဒီအရာသာကိုသိတဲ့စိတ်လေးရဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာဒီအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုလေးပေါ်လာအဲ့ဒီသဘောတရားလေးကိုဆင်ញင်စဉ်းစားကြည့်အဲ့ဒီတရားတွေဟာလည်းပဲအခုဖြစ်အခုပြတ်သွားနောက်ထပ်ထပ်ဖြစ်နောက်ထပ်ပြတ်သွားအဲ့ဒါလည်းပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ဘယ်သူမှမပိုင်ထို့တူပဲခန္ဓာကိုယ်နဲ့တွေးလိုက်မယ်ဆိုပါစို့အိယာပေါ်အိတ်နေတယ်သို့မဟုတ်ကလထိုင်ပေါ်ထိုင်နေတယ်ကလထိုင်ကြီးကမာလို့တင်မားတွေနားတယ်အိယာကမာလို့ကြောတွေအောင့်နေဆိုတာလည်းရှိနေဩအိယာကအီးဆက်ဆက်ကလေးအိတ်လို့ကောင်းနေဆိုရင်လည်းကြည့်ကာယေသပတိသဖွတ္တပေသဥပ္ပစ္စတိကာယဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝိကိုယ်ကာယရဲ့အထီးတွေ့ဆိုတာ၃မျိုးရှိတယ်ဘာလဲဆိုရင်ပြော့တာမာတာလည်းအထီးတွေ့ပဲပူတာအေးတာလည်းအထီးတွေ့ပဲတွန်းခန္ဓာလှုပ်ရှားတာလည်းအထီးတွေ့ပဲအဲ့ဒီ၃မျိုးကိုတွေ့လိုက်အဲ့ဒီတွေ့တဲ့အခါမှာထိတိစိတ်ဖြစ်လာတယ်ထိတိစိတ်နဲ့အတူတကွအာယုန်နဲ့ဆက်သွယ်တဲ့ဖတ်တာစိတ်ခံစားတဲ့ဝေဒနာဆိုတာပေါ်လာအဲ့တော့ကာယဒေါရနဲ့ပတ်သက်ပြီးတော့လေအိမ်ရင်းနဲ့စဉ်းစားကြည့်ခေါင်းမော်ခေါင်းလေးချထားပြီးတော့စဉ်းစားကြည့်လိုက်ခေါင်းကကာယပတ္တာရခေါင်းအုံးလေးကဖွတ်တတ်ပါခေါင်းနဲ့ခေါင်းထိမှန်းသိတာကာယဝိညာဉ်စိတ်ပြော့အီမှုတက်တာဆက်သွယ်တာဖြစ်လို့ထိတာဖြစ်တော့ကြောင့်စိတ်ထဲမှာကျေနပ်တာဒုက္ခဝေဒနာခေါင်းအိပ်ရင်လည်းပဲ၃ခုဆိုတာကိုစဉ်းစားကြည့်နော်၃ခုဖြစ်နေတယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီလို၃မျိုးကိုစဉ်းစားပြီးတော့အိပ်လိုက်ဝိပဿနာကမ္မထာနဲ့ရှုပြီးတော့အဲ့လိုအဲ့ဒီကိုယ်ကာယနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီ၅မျိုးဟာပိုင်ရှင်မဲ့ပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်သူကသူဖြစ်ပြီးသူကသူပြတ်သွားတာကိုယ်တော်မသိလိုက်ဘူးလူတွေကပဲသိတယ်ဒီကောင်းလေးကောင်းတာအဲ့လိုကောင်းတယ်ဆိုအဲ့
လူကသာအိတ်တာစိတ်ကနေ့လည်ကလှုပ်ခဲတာတွေတွေးတယ်နေ့ပြင်ကလှုပ်မဲ့ဟာတွေတွေးတယ်နော်ဒါတွေပဲစိတ်ကပြန်ရောက်သွားပြီးတော့ခေါင်းနဲ့ထိမှန်းတောင်တစ်ခါတလေသိချင်မှသိပြီတွေးချင်တာတွေတွေးပြီးတော့ပြီးသွားတာတနေ့ကုန်အဲ့တော့တကယ်ကလူတွေဟာတတိလက်လွတ်ဖြစ်နေတယ်ဆိုတတိလက်လွတ်ငှက်တောင်ကျွတ်ငှက်ဟာအတောင်ကျွတ်ရင်မပြန်နိုင်တော့မြောက်တစ်ကိုင်းလွတ်ဒုက္ခရောက်တာပဲအဲ့ဒါလို့ပဲအခုလို့ဘဝမှာတတိလက်လွတ်ဖြစ်သွားပြီဆိုလို့ရှိရင်အမှန်တရားနဲ့ဝေးကွာနေလို့နောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ကြတာပဲဖြစ်တယ်အဲ့တော့ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့တွေ့လာတဲ့၅မျိုးဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ဟုတ်ပြီမျက်စိနဲ့လည်းမြင်တာမဟုတ်ဘူးနားနဲ့လည်းကြားတာမဟုတ်ဘူးနှာခေါင်းကလည်းနမ်းရှူတာမဟုတ်ဘူးလျှာနဲ့လည်းအရသာခန္ဓာမဟုတ်ဘူးခန္ဓာကိုယ်နဲ့လည်းထိတွေ့တာမဟုတ်ဘူးစိတ်ကူးတတ်တခါတလေလူကဘာကိုမှတတိပထားပဲနဲ့လက်ပြင်ကလုံးမဲ့အလုပ်တွေးခြင်းတွေးမယ်မနေ့ကတွေးခဲ့တာတွေပြန်တွေးခြင်းတွေးနေပြီအဲ့ဒီတွေးနေပြီဆိုလို့ရှိရင်လေမနင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏမနင်းစတွေးတဲ့အဝိဇ္ဇံဆိုတဲ့စိတ်နဲ့ဓမ္မလို့ခေါ်တဲ့စိတ်အာယုံတွေးစေအာယုံရဲ့အဲ့ဒီနှစ်ခုဆုံမိလိုက်တဲ့အခါမနောဝိညာဏဓာတ်လို့ဆိုတဲ့တွေးသိစိတ်ဖြစ်လာတွေးသိစိတ်ဖြစ်လာတဲ့သုံးခုဆုံလို့ပါဝင်လာတဲ့ဖတ်တာရဲ့စိတ်ခံစားမှုဝေဒနာရဲ့၅ခုပဲအဲ့ဒီမှာမျက်စိနဲ့မြင်တာမဟုတ်ဘူးနားနဲ့ကြားတာမဟုတ်ဘူးကြားခိုက်မဟုတ်ဘူးမြင်ခိုက်ကြားခိုက်နားခိုက်လျှက်ခက်ထိတိခိုက်မဟုတ်ဘဲနဲ့တွေးကြည့်တဲ့အနေအထားမျိုးဆိုလို့ရှိရင်လည်းအဲ့ဒီ၅ခုပဲဖြစ်တယ်အဲ့ဒါလည်းပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ကဲလောကမှာကိုပိုင်တာဆိုတာတခုမှမရှိဘူးအဲ့ဒီပိုင်ရှင်မဲ့ပစ္စည်းအမျိုးပေါင်း30ရှိတယ်ဒီ30ဟာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေမှာတာမန်အားဖြင့်ဖြစ်နေတယ်လို့ပြောဒါမှဖြစ်တဲ့လူတယောက်မှမရှိဘူးအကုန်လုံးဓာရ6ပါးအာယုံ6ပါးနဲ့စုံစည်းတဲ့အခါတိုင်းမှာဒီတိုင်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်မှာဟောတာစက္ခုဘိက္ခဝေနတုံမကံတံပဇေထတံဝောပိနံဟိတယဒုက္ခယဘဝိတုမျက်စိဟာနံပါတ်1 5အုပ်စုမျက်စိနဲ့မြင်တဲ့အချိန်မှာဖြစ်ပေါ်လာခဲ့တဲ့တရား5မျိုးစက္ခုနတုံမကံမျက်လုံးဟာတင်တော့ဟာမဟုတ်ဘူးရူပါနတုံမကမြင်ရတဲ့အဆင့်ဟာလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုဝိညာဏနတုံမကမြင်သိစိတ်ကလေးကလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုတံဖတ်သောနတုံမကသုံးခုပေါင်းစုံလို့ဖြစ်လာတဲ့ဖတ်တာဆိုတဲ့အာယုန်နဲ့စုံစည်းမှုလေးကလည်းမင်းတို့ဟာမဟုတ်ဘူးယံဝေရိတံဖတ်တံပဋိစ္စယံဝေရိတံဒုက္ခံဝါဒုက္ခံဝါအဒုက္ခမဒုက္ခအာယုန်နဲ့စိတ်နဲ့ဆက်သွယ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဒုက္ခပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်အဒုက္ခမဒုက္ခလို့ခေါ်တဲ့စိတ်ခံစားမှုပဲဖြစ်ဖြစ်အဲ့ဒီခံစားမှုမှန်သမျှဟာလည်းပဲသင်တို့ဟာမဟုတ်ဘူးတံပဇေထအဲ့ဒီပစ္စည်းတွေပေါ်မှာတွေ့တာပြီးတော့မထားနဲ့စွန့်လွတ်လိုက်ကြလို့ဒီလိုဆိုလို့ဒီနေရာမှာမျက်စိကိုဖယ်ခိုင်းတာမဟုတ်ဘူးအစင်းအာယုံကိုဖယ်ခိုင်းတာမဟုတ်ဘူးမြင်သိစိတ်ကိုဖယ်ခိုင်းတာမဟုတ်ဘူးဖတ်တာဝေဒနာတို့ကိုဖယ်ခိုင်းတာမဟုတ်ဘူးအဲ့ဒီမျက်စိဆိုတဲ့အပေါ်မှာငါမျက်စိလို့တွေ့တာတဲ့တဏှာကိုဖယ်ခိုင်းတာငါအစင်းငါမြင်တာဆိုတာကိုဖယ်ခိုင်းတာဖြစ်တယ်ငါရဲ့စိတ်ဆိုတဲ့အရာကိုဖယ်ခိုင်းတာငါရဲ့ခံစားချက်ငါရဲ့ထိတွေ့မှုဆိုတဲ့ဒီတဏှာအတွေးကိုတဏှာကိုဖယ်ခိုင်းတာပဲဖြစ်တယ်မြတ်စွာဘုရားတဘာဝတရားတွေကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အရာတွေပေါ်မှာလူတွေဟာမျက်စိပေါ်မှာတွေ့တာမှုဖြစ်တယ်အဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်နော်အနတ်ဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်မြင်သိစိတ်ပေါ်မှာတွေ့တာမှုဖြစ်တယ်ထိတွေ့မှုဖတ်တာပေါ်မှာတွေ့တာမှုဖြစ်တယ်စိတ်ခံစားမှုတွေပေါ်မှာတွေ့တာမှုဖြစ်တယ်ဒါတမန်အဖြစ်ပြောရင်ဒီလိုပြောမျက်စိနဲ့မြင်ပြီးတော့ဟ
ဟုတ်လားရွှေတွေငွေတွေစိန်တွေတွေ့တာလည်းပဲဒီထဲမှာပါကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတွေ့တာလည်းဒီထဲပါတယ်လူကိုတွေ့တာလည်းဒီထဲမှာပါဓမ္မသဘောအားဖြင့်အချင်းချုပ်ပြောလို့ရှိရင်ဒီ၅မျိုးပဲနော်ဒီ၅မျိုးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေဟာတွေ့တာမှုတွေဖြစ်နေသမျှကာလပတ်လုံးချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဒါတွေကိုဆွတ်လွတ်နိုင်မှာဒီပိုင်ရှင်မဲ့ပစ္စည်းတွေပိုင်ရှင်မဲ့မှန်းသိအောင်ကြိုးစားပြီးဒါဒီပေါ်မှာတွေ့တာပြီးတော့မထားနဲ့မြတ်စွာဘုရားကဥပမာလေးဟောတယ်ယဟန်တွေကိုဇေရွန်ကျောင်းထဲမှာတဲ့မြက်တွေရှိတယ်သစ်ပင်တွေရှိတယ်အဲ့ဒီမြက်သစ်ပင်တွေကိုလိုချင်တဲ့ပုဂ္ဂိုလ်ကလာရောက်ပြီးမြက်ကိုနှုတ်ယူတယ်သစ်ပင်ကိုခုတ်ယူတယ်ဆိုလို့ရှိရင်မင်းတို့စိတ်ထဲဘယ်လိုခံစားရလဲငါ့ကိုခုတ်တယ်ငါ့ကိုနှုတ်တယ်လို့များခံစားရလားလို့ဆိုဘယ်ခံစားရအောင်နော်အဲ့ဒီဟာကြတော့ငါလို့မထင်ကြဘူးလေငါလို့ထင်တာကြတော့ဘယ်ဟာပေါ်မှာသွားထင်လို့ဆိုမျက်စိနာနာလျှာကာယအစင်းသဏ္ဍာန်အရာသာအထီးတွေ့မြင်သိစိတ်စတဲ့စိတ်တွေဆက်သွယ်မှုဖတ်တာတွေခံစားမှုဝေဒနာတွေပေါ်မှာသာလူတွေကငါဟာလို့သွားထင်တာကိုအဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကဒီပစ္စည်းတွေဒီတရားတွေဟာကိုယ်တဏ္ဍာမှာပဲဖြစ်တော်လဲပဲပိုင်ရှင်မဲ့ပစ္စည်းတွေသာဖြစ်တယ်ပိုင်ရှင်မဲ့ပစ္စည်းတွေကိုတွေ့တာသိမ့်ပိုက်ပြီးတော့မထားနဲ့တဏှာနဲ့ငါဟာလို့မတွေးနဲ့ဒိဋ္ဌိနဲ့ငါဆိုတဲ့အမြင်ကိုမမြင်နဲ့မာနနဲ့ငါလုံနိုင်တယ်ဆိုတဲ့စဉ်းစားမှုတွေမစဉ်းစားနဲ့အားလုံးဟာတဘာဝတရားတက်တက်မြတာဖြစ်တယ်ဆိုတဲ့ဝိပဿနာဉာဏ်အမြင်နဲ့မြင်ကြရမှာဖြစ်တယ်ဒါကြောင့်နော်ကိုယ်လည်းမပိုင်ဘူးသူလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်တဲ့အရာတွေပေါ်မှာတွေ့တာသိမ့်ပိုက်ခြင်းဆိုတဲ့တဏှာနဲ့လူတွေဟာတန်တရားရည်ရောမှမောနေကြတာဖြစ်လို့အဲ့ဓာတွေကိုစွန့်လွတ်နိုင်မှသာလေချမ်းသာဒုက္ခဆိုတာရမှာဖြစ်တယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနတုံမာကသုတ်မှာဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာဖြစ်တော်လည်းပဲမိမိတို့ပိုင်ဆိုင်တဲ့အရာမဟုတ်သည့်အတွက်မိမိတို့လည်းမပိုင်ဘူးဘသူမှလည်းမပိုင်ဘူးသူတစ်ပါးလည်းမပိုင်ဘူးပိုင်ဆိုင်သူမရှိလို့ပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်တဲ့ဒီသဘာဝတရားတွေတတိတမ္ပစေညရှေ့ထားပြီးတော့တည်တည်ချာချာဆင်ញင်စဉ်းစားကြည့်ခြင်းအပြင်မိမိတို့တဏ္ဍာမှာဝိပဿနာအသိဉာဏ်တွေဖြစ်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဝိပဿနာဉာဏ်နဲ့တွေ့တာမှုတွေကိုဖယ်ရှားအမှန်မြင်လာတဲ့အခါမှာတွေ့တာမှုတွေကိုဖယ်ရှားနိုင်ပြီဆိုလို့ရှိရင်ရင်ထဲနှလုံးထဲမှာတောကဖြစ်တယ်ဆိုတဲ့အပူလုံးတွေဟာမဖြစ်တော့ဘဲနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာကိုလက်တွေ့ဘဝမှာပဲရရှိကြမှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားယူပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရချင်လို့ရှိရင်ပိုင်ရှင်မဲ့အရာများပေါ်မှာတွေ့တာမှုကိုစွန့်လွတ်ကြမှာဖြစ်တယ်ဆိုတာကိုလုံးဝမှတ်သားပြီးမိမိတို့မပိုင်တဲ့ပစ္စည်းများပေါ်မှာတဏှာဖြင့်တွေ့တာခြင်းမရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း